ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် fishing ကိုပါကျွန်တော်ဒီတစ်ခေါက်ဒီတောက်ကြနေမှာပေါ့နော်ကျွန်တော်ဒီတဝက်မြို့ပြင်တနေရာမှာကျွန်တော်တို့ဒီကကတစ်ကျွန်တော်တို့နော်ကကတစ်ရဲ့ကျွန်တော်တခြားဒီပါလာတွေမာရှီယာတွေကိုဒီကျွန်တော်တို့အစာကောက်ရောဒီ casting ရောဒီအယုံနဲ့ရောဒီကျွန်တော်တို့နှစ်မျိုးပေါင်းပြီးတော့ဒီချမှာဖြစ်ပါတယ်ကျွန်တော်တို့အစာကောက်ကတော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ပေါ့နော်ဒီတီအစာနဲ့ပဲချမယ်အဲကောင်တော့ဒီ heavy cover အနေနဲ့ဒီပင်လယ်သုံးဒီဟိုပါနဲ့ဒီ9000ဆိုင်နေပါတော့အဲကောင်နဲ့ချပါမယ်ဒီနောက်တစ်ခုကကြတော့ကျွန်တော် casting ကကြတော့ဒီကျွန်တော်တို့ဒီစီဒိုနာပေါ့နော်ဒီကတော့ကျွန်တော်စီဒိုနာရဲ့ပြီးတော့ဒီကျိုးကတော့ကျွန်တော် Shimano PE ပေါ့နော်ဒီ 2.5 နဲ့ဒီကိုင်းနာတော့ကျွန်တော် Novi 5ပေါ့နော်အဲကောင်နဲ့ကျွန်တော်ကျုံတော့မှာဖြစ်ပါတယ်ကဲဒီညီကိုတွေကိုကျွန်တော်နေရာလေးတစ်ချက်ရိုက်ပြမယ်အညီကိုတစ်ချက်လိုက်ကြည့်လိုက်အောင်ဒါကတော့တဝက်မြစ်ပစ်တဲ့နေရာရဲ့နေရာအနေထားပေါ့နော်ဒီကောင်ကပေ20 30လောက်ရှိတယ်ခံမှန်းပေါ့နော်အဲ့ပတ်ချလည်းပဲရှိမှာပါဒီမှာငါးမျိုးစိတ်တော်တော်များများရှိပါတယ်ဒီကတော့ကျွန်တော်မာရှီယာနဲ့ကကတစ်ပေါ့နော်ဒီဟန်ပါလာအဲ့3မျိုးအဓိကလာရတာဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်တို့ဆက်တွေ့ပါမယ်ဒီပါငါးတွေရမလဲပေါ့နော်လက်ရှိကတော့ကျွန်တော်အစာကောပြစ်ပြီးတာနဲ့ကျွန်တော်တို့ဒီ casting စပစ်ပါတော့မယ်โอเคနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ကဲဒါကတော့ကျွန်တော်တို့အစာကောက်ပြစ်မဲ့အတန်ပေါ့နော်ဟိုဟာနဲ့ပေါ့ဒီကျွန်တော်တီအစာနဲ့ပါဒီမှာကျွန်တော်တီအစာတီနဲ့ပါဒါတော့ကျွန်တော်အစာကောက်ဒီ heavy cover လေးနဲ့ပြစ်မှာပါဒီကျွန်တော်ပြီးလို့ရှိရင်ဒါကတော့ဒီစီဒိုနာပေါ့နော်စီဒိုနာကတော့ကျွန်တော်တို့ Shimano PE 2.5 နဲ့ကျွန်တော်တို့ casting ပြစ်မှာပေါ့နော်โอเคနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်no Okay. Today I will catch Hambala ပေါ့နော်ကျွန်တော်မာရှီယာလာရင်နဲ့ဒီ Hambala လာဆွဲပါတယ် Okay ညီကိုလေးနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ် Fishing ကိုပါကဲကျွန်တော်ညနေဆောင်မှာကျွန်တော်စထိပါပြီဟိုပါပေါ့နော် Hambalaဒီမှာပါဟာပါလာတကောင်စထိပါပြီလိုက်နေတာမာရှီယာရနေတာဟာပါလာတွေကြီးပဲစင်ပြေဘူးဗျာโอเคနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်